မင်္ဂလာပါကလေးတို့ရေ Resilient Page ကပြန်လဲကြိုဆိုလိုက်တယ်နော်ဒီနေ့ကလေးတို့အတွက်ရည်ဆောင်လာတဲ့ခေါင်းစဉ်လေးကတော့ကောင်းကင်ကြီးဘာလို့ပြလဲပဲဖြစ်ပါတယ်ကလေးတို့တွေးဘူးကြလားကောင်းကင်ကြီးကိုမော်ကြည့်ပြီးဘာလို့ကောင်းကင်ကြီးကပြနေလဲဆိုတာကိုပေါ့ဒါဆိုအတူတူစပြီးတော့မှလေ့လာကြည့်လိုက်ရအောင်နော်တချို့ကပြောကြတယ်ကောင်းကင်ကြီးအပြာရောင်ဖြစ်နေတာဟာပင်လယ်ကြီးကအပြာရောင်ဖြစ်နေလို့ဆိုပြီးတော့မှလည်းတွေးကြတယ်အမှန်တကယ်တော့ကောင်းကင်အပြာရောင်တန်းတွေဟာပင်လယ်နဲ့မဆိုင်ပါဘူးဒါဆိုအကြောင်းရင်းအမှန်ကဘာလဲကောင်းကင်အပြာရောင်ဖြစ်နေတာကိုမြင်ရခြင်းက Rayleigh scattering လို့ခေါ်တဲ့သိပ္ပံဆိုင်ရာဖြစ်စဉ်တစ်ခုကြောင့်ဖြစ်ပါတယ်။ Rayleigh scattering ဆိုတာနေရောင်ခြည်တွေဟာကမ္ဘာမြေကြီးရဲ့လေထုကိုဖြတ်တန်းဝင်ရောက်လာတဲ့အခါမှာလေထုထဲမှာရှိတဲ့နိုက်ထရိုဂျင်နဲ့အောက်ဆီဂျင်မော်လီကျူးတွေနဲ့တွေ့တယ်။အဲ့လိုထိတွေ့တဲ့အခါမှာနေကလာတဲ့အလင်းတန်းတွေဟာဘက်ပေါင်းစုံကိုပြန့်ကျဲသွားတယ်။နေရောင်ဟာမျက်စိနဲ့ကြည့်မယ်ဆိုရင်အဖြူရောင်ပဲမြင်ရတယ်ဆိုပေမဲ့နေရောင်ခြည်ထဲမှာအနီရောင်လိမ္မော်ရောင်အဝါရောင်အစိမ်းရောင်အပြာရောင်မဲနယ်ရောင်ခရမ်းရောင်တွေလည်းပါဝင်ပြီးဒီထဲမှာပါဝင်တဲ့အရောင်တိုင်းဟာတစ်ခုနဲ့တစ်ခုလှိုင်းအရွယ်အစားချင်းအရှည်ချင်းလည်းမတူညီကြပါဘူးအဲရောင်တွေထဲမှာအပြာရောင်နဲ့ခရမ်းရောင်တွေဟာလှိုင်းအရှည်အတူဆုံးဖြစ်တဲ့အတွက်ကမ္ဘာမြေကြီးရဲ့လေထုထဲမှာရှိတဲ့နိုက်ထရိုဂျင်တွေအောက်ဆီဂျင်တွေနဲ့တိုက်မိပြီးဘက်ပေါင်းစုံဖြာထွက်သွားတဲ့အခါကောင်းကင်ဟာအပြာရောင်တန်းနေတာပဲဖြစ်ပါတယ်ဒီလိုဖြစ်စဉ်ကို Rayleigh scattering လို့ခေါ်ပါတယ်။ဘာလို့ Rayleigh scattering လို့ခေါ်ကြလဲဆိုရင်19ရာစုမှာသိပ္ပံပညာရှင် Lord Rayleigh ကအလင်းတန်းတစ်ခုရဲ့လှိုင်းအတူတွေဟာလှိုင်းအရှည်တွေဖြာထွက်နိုင်စွမ်းအားရှိရဲဆိုပြီးတော့မှတွေ့ရှိခဲ့တဲ့အတွက်သူ့ကို Rayleigh scattering လို့ခေါ်ရခြင်းပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ကလေးတို့ကနေပြီးတော့မှဘာကြောင့်ကောင်းကင်ကြီးကအပြာရောင်ဖြစ်နေတာလဲဆိုတာကိုနားလည်သွားမယ်လို့ယုံကြည်ပါတယ်။ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ topics တွေနဲ့ပြန်လာမလဲဆိုတာကိုကြည့်ကြည့်ရအောင်နော်။ So bye bye, see you in next video.